Hello မိတ်ဆွေတို့ရေကျွန်တော်ကတော့ Smart ပါဒီနေ့မှာတော့ The Social Network ဆိုတဲ့ဇာတ်ကားနဲ့ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့အမှန်တရားကို3မိနစ်အတွင်းရှင်းပြပေးချင်ပါတယ်။နံပါတ်1 Facebook ကိုဘယ်လိုစတင်တည်ထောင်ခဲ့သလဲ။ Mark Zuckerberg က2003ခုနှစ် Harvard တက္ကသိုလ်မှာကျောင်းသားတစ်ယောက်အနေနဲ့ FaceMask ဆိုတဲ့ website တစ်ခုဖန်တီးခဲ့ပါတယ်။ကျောင်းသူမတွေကိုဓာတ်ပုံအရဗုဒ်လုပ်နိုင်တဲ့စနစ်ပါဒါပေမဲ့ကျောင်းကဒါကိုရှုတ်ချခဲ့ပါတယ်။ဒီအတွေ့အကြုံက Mark ကို The Facebook ဆိုတဲ့ social media ကိုစတင်ဖန်တီးဖို့အကြောင်းတစ်ခုဖြစ်လာခဲ့တာပါ။နံပါတ်2 The Facebook ဟာပထမမှာ Harvard ကျောင်းသားတွေအတွက်သာဖြစ်ခဲ့ပေမဲ့နောက်ပိုင်းကကမ္ဘာအနှံ့မှာအသုံးပြုလာခဲ့ပါတယ်။အဲ့ဒီနေရာက Facebook ဖြစ်လာတာပါ။နံပါတ်3ဇာတ်ကားထဲမှာ Mark ဟာသူ့မိတ်ဖက် Edward Severin နဲ့ယင်းနှိမ့်မြုပ်နှံသူ Sean Parker တို့နဲ့တူညီမှုယုံကြည်မှုပြတ်ခြင်းငွေကြေးဆိုင်ရာအငြင်းပွားမှုတွေကြုံခဲ့ရပါတယ်။ဒီဟာတွေကလည်းတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေပေါ်အခြေခံထားတာဖြစ်ပါတယ်။နံပါတ်4ဒီဇာတ်ကားကြည့်ရင် startup စတင်တည်ထောင်ခြင်းနဲ့ programmer တယောက် entrepreneur ဖြစ်လာပုံမိတ်ဖက်နဲ့ယုံကြည်မှုနဲ့ဉာဏ်ပိုင်မှုရဲ့အရေးကြီးမှုတွေကိုသင်ယူနိုင်ပါတယ်။အဲ့ဒီလိုနဲ့ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့အမှန်တရားနဲ့ The Social Network ဇာတ်ကားအကြောင်းကိုတူတောင်းရိုင်းနဲ့ရှင်းပြပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကို like share subscribe လုပ်ပေးဖို့မမေ့နဲ့နော်။